ဆိုလိုရင်နေကအောက်တန်းစားစစ်အောက်တန်းစားဆေးလားမဆေးလားဆိုတာငါနဲ့ပုတုပြဿနာတက်တဲ့နောက်ပိုင်းမှာနေရဗီဒီယိုကိုနေပြန်တော့ကြည့်နေပြောတဲ့စကလုံးတိုင်းစကားအခွန်တိုင်းမှာနေပြန်တော့ကြည့်ပုတုကိစ္စပထမဦးဆုံးနေတက်ပြောတဲ့အချိန်မှာလဲ PDF ကိုအထင်သေးလာတဲ့နေပဲနော် PDF ကိုအထင်သေးတာလဲနေပဲ PDF တို့ရေပုတုကိုဘာမှမလုပ်နဲ့နော် PDF ကအကျန်းဖက်သမားလို့ PDF ကအသိတရားမရှိလို့သူများပြောတိုင်းလည်းတော့လောက်နေရတယ်လို့နေပဲရန်တိုက်တာလေပြည်သူလူထုတွေPDF ကိုအထင်မြင်မအောင် PDF ကအကျန်းဖက်ပါလို့နေပဲခွေးစကားခွေးစားခင်လိုက်တာလေငါတယောက်ကိုပြောတာမကဘဲနဲ့ PDF ပါဆွဲထက်တယ်ငါပြောတဲ့စကလုံးကိုလည်းအမားဖြစ်သွားအောင်နေပဲဖန်တီးတာခွေးစားခင်တဲ့စိုးလွင်ရေနော်အခုတော့ပါတယ်ယောက်ျားချင်းမင်းပြောလို့မနိုင်လို့ကိုစီပါနေဆွဲထက်လာတယ်ဟုတ်လားကိုစီနဲ့ငါနဲ့လည်းနေလာပြီးနိုင်စင်တယ်ငါတို့ပြောမယ်နော်ငါတို့အမေစုသားသမီးစစ်စစ်တွေကထောက်ဖို့စစ်စစ်တွေကတကက်တော်လာရဲ့နိုင်ငံရေးလောက်တဲ့အမှန်ကန်တွေကကောင်းတယ်ချင်းမပြန်ကြဘူး तू ကအလူငွေရများတယ် तू ကအလူစင်ပုံတော့များတယ်ငါပုံတော့ရနေတယ်ငါတို့ကောင်းမပြန်ဘူးစင်နော်ငါတို့အဓိကတော်လန်တာအာနာစင်ငါတို့အဓိကဆဲတဲ့ तू ကဘောမအခုကွာနေရစိုးလင်းအောင်ကိုနေပြောလို့မနိုင်လို့နေရအဲ့ဒီ PDF အတန်ကိုနေရ live ပေါ်မှာနေတင်တယ်အဲ့ဒါ PDF ရလောက်လားအဲ့ဒီ PDF ကနေနဲ့ပါဆန်လို့တော့ညဘာကောင်လဲPDF အတန်ကနေကိုပြောလာတာ PDF ရအတန်ကနေကို Messenger မှာပို့လာတာအဲ့ဒီ PDF ကဘသူလဲအောက်ခံလဲအဲ့ဒါသူတို့ရဲ့စနစ်စီကံလားအဲ့ဒါ PDF ရစနစ်စီကံလားဒီပြည်သူကငါမလူဘူးဒီထောက်ပေါ်ကငါမလူဘူးနင်းတော့တိုင်တယ်အဲ့ဒီ PDF ရအတန်ကိုနင်းပြန်တော့ line ပေါ်မှာတင်တာပြည်သူနဲ့ PDF ကိုနင်းပြန်တော့ရန်တိုက်တယ်ပြည်သူနဲ့ထောက်ပေါ်တွေကိုပြန်တော့ရန်တိုက်တယ်အဲ့ဒါနင်းလောက်တင်လားခွဲစားခင်းတဲ့ကောင်ဆိုတာနင်းဆိုတဲ့ကောင်စစ်စစ်အောက်တန်းစားစစ်စစ်ဆိုတာနင်းကြားလားနင်းယောက်ျားလိုမျိုးစကားပြောပါယောက်ျားတယောက်ကိုနင်းစိန်ခေါ်ပြီးဆိုနင်းနိုင်အောင်ပြောနင်း PDF ကိုဆွဲမထက်နဲ့ကိုစီကိုလည်းဆွဲမထက်နဲ့နော်အမလေးခိုင်နေဝင်လာမယ်လားလိုင်းတရနာမယ်လားနင်းအကောင်လုံးဆွဲထိုက်ပြီးတော့ငါနဲ့နေလာပြီးတော့ငါတက်ဆဲအောင်ပါရမေလို့နေပဲဖန်တီးတာအားလုံးကသိလားငါပုတ်တုတလန်ဖော်တာငါတက်တဲ့စုငါဖော်တာနင်းကလာပြီးဖင်ရဖို့ငါနင်းကိုဖိတ်ခေါ်တာမဟုတ်ဘူးနော်အခုနေဖင်ရလိုက်လို့လေပြောတော့လည်းမဝဆဲတာကျွန်တော်ဘာမှဖြစ်ဘူးကျွန်တော်ပြန်မဆဲဘူးဒါပေမဲ့နေအပေါ်တိုင်းတင်နေခွဲစားခင်းတယ်ဆိုတာလေဆိုရင်ဘယ်လိုလဲသိလားနင်းလိုကောင်မျိုးဒီလူတယောက်ကိုငါမဆဲဘူးသူရိုင်းတယ်လို့ငါမရိုင်းဘူးနေတင်လိုက်လို့နေရခွေးတွေကခွန်မင်းထဲမှာနေဝိုင်းဆဲပေးတယ်လေအဲ့ဒါခွေးစားခင်တယ်လို့ခေါ်တာနော်မင်းတက်တီစီလို့ဆိုရင်မင်းယောက်ျားလိုမျိုးစိန်ခေါ်မင်းယောက်ျားလိုမျိုးစကားပြောနော်ကိုစီနာမယ်လဲထဲမဆိုရဲနဲ့ PDF အတန်ကိုလဲနေ live ပေါ်မှာခွေးချင်းတယ်မျိုးတင်မထားနဲ့ငါထောက်ပေါ်တရားနေပြည်သူတရားနေနဲ့နေ PDF အတန်ကို live ပေါ်မှာတင်လိုက်တဲ့အချိန်မှာအဲ့ဒီ PDF ကိုပြည်သူတွေဘယ်လိုမျိုးမြင်မလဲပြည်သူတွေကအဲ့ဒီ PDF တွေကိုဘယ်လိုမျိုးမြင်မလဲအော် PDF တွေအဲ့လိုမျိုးစောက်ကျင့်နေလားနော်လူတစ်ယောက်စီမှာအကူညီတောင်းလို့မရလို့စင်ထောက်ပေါ်တယောက်စီမှာအကူညီတောင်းလို့မရလို့စင်ဟိုလူတော့ပြောဒီလူတော့ပြောအဲ့ဒါ PDF ရဲ့အလောက်လားဟုတ်လားလူတယောက်ကသူလူနိုင်လို့စင်သူလူမယ်သူလူမနိုင်လို့စင်သူရဲ့သဘောဘယ်ထောက်ပေါ်မဆိုဘယ်ပြည်သူမဆိုမမောထောက်ပေါ်တယ်မမောရဲ့ပြည်သူကိုတော့ကူညီတောင်းတယ်မမောရဲ့ပြည်သူကအကူညီမပေးမနိုင်ဘူးအစင်မပြေဘူးဆိုရင်မမောဘာမှပြန်မပြောဘူး PDF တွေလာမမောတို့ထောက်ပေါ်စီမှာကူညီမတောင်းလို့စင်မမောတို့ကူညီမနိုင်ဘူးတခြားထောက်ပေါ်စီမှာသွားဒီမှာကမ်ပိန်းနေစီတယ်သူတို့လည်းဘာမှပြောဘူး PDF အစစ်မှန်ဆိုတာဟိုပြောဒီပြောဟိုဖင်ရဒီဖင်ရဟိုတတိပေါ်ဒီတတိပေါ် PDF အစစ်မှန်မဟုတ်ဘူးအဲ့ဒါပြည်သူတွေမှထားနော်အဲ့တော့ဒီအောက်တန်းစားဆိုးလို့ရလောက်ရကအပြစ်မရှိတဲ့ PDF တွေပါပြည်သူတွေကမုန်းလာတော့မယ်နေတော့ PDF တွေအဲ့လိုမျိုးစောက်ကျင်းလာတချို့ထောက်ပေါ်တွေလည်းအဲ့လိုမျိုးစဉ်းစားတော့မယ်နော်အောက်တန်းစားစစ်စစ်ကနေနော်ဆက်ပြီးတော့ခွဲစားမခင်းနဲ့နော်ပြောမယ်နော်ဘောမဆိုတာဘောမပဲအောက်တန်းစားဆိုတာအောက်တန်းစားပဲနော်ခွဲစားခင်တဲ့ကောင်အမျိုးမျိုးခွဲစားခင်မှာပဲအဲ့ဒီအရာတွေအလုံးနေနော်နေတော့ဖင်မရဘူးငွေမျက်နှာပဲနေမကြည့်လို့စင်ပြဿနာအဲ့လောက်မစေဘူးစိုးလွင်ငါနဲ့ပြောထားမယ်နေဖင်စေတဲ့အတွက်ကြောင့်ပြဿနာစီလာတာအခုမောင်လေးစိုးလင်းအောင်ဆိုရင်မမောတို့လိုမျိုးထောက်ဖို့လည်းမလုပ်ရဘူးအလူလည်းမခံရဘူးပေါ့နော် तू ကနိုင်တဲ့ဘက်မှာ तू လောက်ပေးတယ်အာနာစင်မရလိုက်စစ်ခွေးစစ်သားကို तू တက်ဆဲတယ်နိုင်ငံရေးအကြောင်းတော်လိုက်ကြောင်း तू တက်ဆဲတယ် तू တတ်တဲ့နီးနဲ့ तू လောက်ပေးတယ်အဲ့ဒါတော်လန်ရဲ့နိုင်ငံရဲ့အလောက်တောင်းတခုသူလောက်ပေးတာပဲလေသူရဲ့ကိုယ်ပိုင်ငွေကသူထက်စတဲ့နေရာသူထက်မယ်သူထက်စတဲ့အဖွဲ့သူထက်မယ်အဲ့ဒါကတော့တားလို့မရဘူးသူရဲ့ကိုယ်ပိုင်ငွေသူစားတဲ့ငွေဥမာအဲ့ဒီလာပြီးတော့ထက်တောင်းပေးတဲ့ PDF အဖွဲ့က तू မသိဘူးဟုတ်လား तू သိတဲ့အဖွဲ့မဟုတ်ဘူးဆိုရင်အဖွဲ့အစစ်လားအဖွဲ့တူလားကရင်ပြည်နယ်လားအညာလား तू မသိလို့ဆိုရင် तू မလူမလဲဟုတ်လားရတဲ့နီနဲ့လောက်ပေးတာကိုချဲပေးတာတင်ပေးတာရေးပေးတာ comment တွေပို့တွေတင်ပေးတာ reaction တွေလောက်ပေးတာအဲ့ဒါလည်းတောင်းတခုပဲလေနော်ပတ်စံကတော့ထက်မတက်တချို့မှဆိုရင် तू ပြဿနာနဲ့ तू စီးတယ် तू ခက်ခဲတဲ့ तू စီးတယ်ဒါမဲ့ငွေနဲ့ तू ထက်လို့မနိုင်လို့စီ
သူတတင်းနေလောက်ပေးချဲပေးတင်ပေးအဲ့ဒါလည်းတောင်းဝန်တစ်ခုပဲနော်နွားနေကသူ့ထက်ဆက်ပါမရဆိုတာအသက်ကြီးတယ်စောက်သိတရားမရှိတဲ့နွား